မဘီဒီဘရယ်လုပ်ငန်းကိုလုပ်ပါတယ်အလုပ်သိမ့်များပေမဲ့တပတ်မှတရက်တော့မဖြစ်မနေအချိန်ပေးပြီးအမျိုးသားကလေးတွေနဲ့အတူမိသားစုတွေကိုဖြတ်သန်းပါတယ်သူတို့ကကျမဘဝရဲ့ယရနာတွေဖြစ်ကြလို့ပါပဲကျမကျောင်းဆရာမလုပ်ခဲ့တယ်အထည်ဆိုင်လက်ဝတ်ယရနာဆိုင်စတဲ့လုပ်ငန်းတွေကိုလည်းလုပ်ခဲ့ပြီးပါတယ်ကျမခင်မွန်ကကျမကိုနားအလည်ဆုံးပါပဲသူကကျမ BWL မှာအလုပ်လုပ်ရတာပျော်ဆုံးဆိုတာသိရဲ့လေအဲ့ဒါကြောင့်သူကကျမ BWL မှာအလုပ်လုပ်တာကိုအရန်အားပေးထောက်ခံတယ်ကျမလက်ဝတ်ရတနာဆိုင်ဖွင့်တော့အလိန်ခံခဲ့ရပြီးပြင်းထန်ဆုံးရှုံးနေတာခဲ့ပူပါတယ်ငွေကြေးဥစ္စာတွေဆုံးရှုံးသွားခဲ့ပါတယ်ဒါပေမဲ့ကျမတို့ဇနီးမောင်နှံကြမ်းကြမ်းခံပြီးအတူရင်ဆိုင်ခဲ့ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ခုံသိက္ခာကအရေးကြီးရဲ့ဆိုတာကျမတို့သိကြတယ်လေကျွန်တော်တို့ကလေးတွေအတွက်စံမူနာကောင်းတိဆောက်ပေးပြီးသူတို့လေးတွေခေါင်းမော့ရင်ကောင်းတဲ့ကြိုးစားကြရမယ်ကျမတို့အန်ကိုတင်းတင်းကြိတ်ပြီးတူတူရင်ဆိုင်ခဲ့ကြတယ်နောက်ဆုံးမှာပြန်လည်ထူထောင်လိုက်ဒီကနေ့မှာကျမလုပ်နေတဲ့လုပ်ငန်းဟာ BWL လုပ်ငန်းဖြစ်တာကိုအရန်ခုံယူဝမ်းမြောက်မိပါတယ်ဒီလုပ်ငန်းရဲ့စင်မြင့်ထက်မှာကျမနဲ့လုပ်ငန်းဖော်ရရဲ့ဝင်တွေနဲ့လူနေမှုစင်တာတစ်နေ့တခြားပုံမှုကောင်းမွန်လာပါတယ် BWL လုပ်ငန်းလုပ်ရတာအရန်လွယ်ပါတယ်ကျမအနေနဲ့ဖွဲ့ဝင်တယောက်စီရဲ့ကျန်းမာမှုလှပမှုတွေကိုဂရုစိုက်ပေးနေဖို့ပဲလိုပါတယ်ပြီးတော့သူတို့ငွေပြန်ရအောင်ရှာတဲ့နီးလန်းလေးကိုတင်ပြပေးရုံပါပဲဒီလိုနီးနဲ့ပဲကျမရဲ့ BWL ကွန်ရက်ကိုတည်ထောင်လာခဲ့တာပါ